ညူဂျီအနေနဲ့ကတော့တကယ်ဟိုစီမံချက်တစ်ခုရဲ့အောက်မှာเนาะကျွန်တော်စုစုစည်းနဲ့ဒီဟိုတိုက်ပွဲဝင်နိုင်ကြဖို့အားလုံးနဲ့အတူရှိတ်ဆက်ဆောင်ရလျက်ရှိတယ်ဆိုတာလေးတော့ပြောချင် NUG MOD အမှန်တကယ်ဒါလှုပ်တယ်ဆိုရင်ကျွန်တော်မင်းမယ်အဲ့ဒါဆို NUG ကလောက်လာအာကောင်မောင်းတာထိန်းထားတဲ့မင်းမီတွေတိန်းထားတဲ့မြို့တွေကျွန်တော်ပြတကယ်လို့များ29စစ်စင်ရေးပထမအကြော့ဒုတိယအကြော့မှာဒါလင်း NUG MOD အောက်မှာရှိနေတယ်ဒါသူတို့အပြောပေါ့နော် PDF တိုင်ရင်300ပခပတိုင်ရင်250ဘောင်း950တကယ်လို့များအင်းနဲ့အားနဲ့တာတိုက်မယ်ဆိုရင်တရုတ်ကအခုချိန်မှာကျွန်တော်တို့နိုင်ငံကြီးကလူဘာဝလို့မရအောင်တဏ္ဍမန်ရဲ့အရာလူဘာဝလို့မရအောင်ဖိအားပေးလို့မရအောင်ဝယ်အောင်ဆွတ်ဖက်လို့မရအောင်ကိုသိမ်းထားတယ်လေကိုနေမင်းတွေထိန်းထားတယ်လေမြို့တွေသိမ်းထားတယ်သို့တော်ညာလေ KIA ကနေပြီးတော့ကောလေး KIA မျိုးသိမ်းပြီးပေးလိုက်တယ်ဗျာတကယ်ကြလဲကြလေ3လပဲတခုတော့လုတ်တတ်တယ်ဗျာ NUG ကိုချစ်ကြွရမှာအဲ့ဒီ KIA မျိုးထဲမှာရှိနေတယ်နော်ဓမ္မစီဝါရေးဘဏ်ပုဂ္ဂလိကဘဏ်အဲ့ဒီထဲမှာရှိတဲ့ပတ်စံတွေတော့အကုန်ယူလိုက်တာအဲ့ဒါတော့အရန်တော်ဒါပေမဲ့3လပဲခံတယ်ပြန်ပေးလိုက်ရတယ်တကယ်အလုတ်လုံလားမလုတ်လားခုနမေးကော NUG MOD အမှန်တကယ်ဒါလုံနေတယ်ဆိုရင်အလုတ်လုတ်ခဲ့တယ်ဆိုရင်တော်လိုင်းရဲ့အရွေတွေနဲ့ပတ်သက်လို့ကျွန်တော်တို့ကအခုဆိုရင်နော်ဥကိုမော့ပြီးတော့ရင်ကိုကော့ပြီးဥကိုမော့နိုင်တယ်အနေထားမျိုးဒါပေမဲ့တကယ်ကြတော့ပြည်သူလူထုရဲ့လှူဒါန်းထားတဲ့ပံ့ပိုးကူညီထားတဲ့ပတ်စံတွေနဲ့ပတ်သက်လို့ငှက်ကဲ2.2 တန်းတော့ဘယ်ရောက်တော့မှမသိဘူး